Hello မင်္ဂလာပါကျွန်တော်နာမည်ကောင်းစောပါကျွန်တော်ကပုံပြင်လေးတစ်ပုဒ်ပြောပြမလို့ဗျငယ်တဲ့သူရောကြီးတဲ့လူရောရွယ်သူရောဘူးတုဒရမယ်လို့ထင်ပါတယ်ကြောင်ငယ်ငယ်တော့ကကျွန်တော်ဦးလေးတယောက်ပြောပြတဲ့ပုံပြင်လေးပေါ့ဗျာအဲ့ပုံပြင်လေးကိုခုနားထောင်နေတဲ့သူတွေကိုဒီဗီဒီယိုကြည့်တဲ့သူတွေပေါ့အဆုံးထိကြည့်ဖို့တိုက်တွန်းကြပါတယ်ရင်ထဲမှာတစ်ခုခုကြံခဲ့မယ်လို့လည်းကျွန်တော်ထင်ပါတယ်ပေါ့နော်ပုံမြင်လေးကတော့ဘဲငန်းလေးနဲ့မြင်းနှာခေါင်ရဲ့သူတို့နှစ်ယောက်ရဲ့အကြောင်းလေးပေါ့သူတို့နှစ်ယောက်ကိုသူတို့နှစ်ကောင်ကိုဥပမာယူပြီးတော့ကျွန်တော်တို့ကလိုက်နာကျင့်သုံးမယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝတွေတိုးတက်သွားမယ်ပြောင်းလဲသွားမယ်လို့ထင်တယ်ဒီပုံမြင်လေးရပြီးတော့တစိမ့်တစိမ့်သာပညာတစ်ခုခုရမယ်လို့လည်းထင်တယ်ဗျအရင်ဆုံးဘဲငန်းလေးအကြောင်းအရင်ပြောပြမယ်နော်အဲ့ဘဲငန်းလေးကရေထဲမှာရေကူးတယ်သူအပေါင်းအသင်းတွေကိုသူကကြွားတယ်သူရေကူးတတ်တယ်ဆိုတဲ့အကြောင်းနောက်သူကလမ်းလျှောက်တယ်ကုန်းပေါ်မှာလမ်းလျှောက်ရင်းနဲ့သူတငယ်ချင်းပေါင်းအသင်းတွေကိုသူလမ်းလျှောက်တယ်ဆိုတဲ့အကြောင်းကိုလည်းကြွားတယ်ပေါ့ဗျာပြီးတော့လေပေါ်မှာသူပြန်ပြတယ်လေပေါ်မှာပြန်တော့လဲသူပြန်နိုင်တယ်သူပြန်တတ်တယ်ဆိုတဲ့အကြောင်းကိုသူအပေါင်းအသင်းမိတ်ဆွေတွေကိုကြွားတာပေါ့ဗျာအဲ့ချိန်မှာပဲသူ့ရဲ့တငယ်ချင်းတကောင်ဖြစ်တဲ့မြင်းကလေသူကငါကလည်းတဲ့ငါရဲ့တန်မာတဲ့ကြွက်သားကြီးတွေနဲ့အမြန်ဆုံးငါရဲ့ပြေးနိုင်တယ်ပေါ့ဗျာသူ့ရဲ့တခင်ကိုပခုံးမော်တင်ပြီးတော့လူရပန်းနိုင်ကိုပြေးနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်အဲ့ဒီမှာအဲ့နှစ်ခုကိုရှင်းလိုက်မယ်ဟဲ့ဆိုလို့ရှိရင်ဘဲငန်းကရေကူးတတ်တယ်လင်းလင်းမြမြကူးတတ်တာမဟုတ်ဘူးဗျာရက်ကန်နဲ့လမ်းလျှောက်တယ်လမ်းလျှောက်တော့လဲမြင်းမြန်းဆန်းဆန်းရှောက်နိုင်တာပြေးနိုင်တာမဟုတ်ကာတာနဲ့မြင်ဘူးတယ်မလားပြန်လို့ရှိရင်လဲရင်လောက်ခါလောက်အမြင့်ကိုပဲပြန်နိုင်တယ်ဗျာအကြာကြီးလည်းမပြန်နိုင်ဟွီဘုတ်ဆိုပြီးတော့ပြုတ်ကြတယ်ပြောချင်တာကမြင်းကသူရေကြွန်းချင်းကူးတတ်တာဒီဘာတွေလဲလုံးမပြဘူးပြီးတော့လမ်းလျှောက်တာတွေလဲသူလုံးမပြဘူးသူလေပေါ်ပြန်တာတွေလဲသူလုံးနိုင်ပေါ့နော်ဒါပေမဲ့သူရဲ့ဥတီချက်တစ်ခုကသူအကျွမ်းကျင်ဆုံးသူပရိုကြလုံနိုင်တာတစ်ခုကတော့သူ့မှာတန်မာတဲ့မာဆယ်တွေရှိရယ်အမြန်ဆုံးပြေးနိုင်တယ်သူ့ရဲ့တခင်ကိုပခုံးပေါ်တင်ပြီးတော့လူရပန်းနိုင်တစ်ခုပေါ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဗျာဥတီချက်တစ်ခုတည်းကိုပဲဒီဇိုင်းမှတ်အသွင်ခွန်ဆိုင်လုပ်မယ်ဟိဆိုလို့ရှိရင်ပန်းနိုင်ကိုအမြန်ဆုံးရောက်နိုင်တယ်ပေါ့နော်တခုခုလူတိုင်းကပရိုကြတတ်ထားတိထားရမယ်ကျွမ်းကျင်ရမယ်လို့ကျွန်တော်ဆိုလိုချင်တာပေါ့နော်ဒီပုံပြင်လေးရပြီးတော့ကျွန်တော်ထက်ငယ်တဲ့လူကျွန်တော်နဲ့ရွယ်လူကျွန်တော်ထက်ကြီးတဲ့သူတွေဘုဒ္ဓတစ်ခုခုရမယ်လို့ကျွန်တော်ထင်ပါတယ်ဘာပဲဖြစ်ပေါ့ဗျာဒီပုံပြင်လေးကိုသဘောကျတယ်ကြိုက်တယ်ဆိုလို့ရှိရင် like လေးပေးခဲ့ပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးသွားပါဗျတတ်တာအားလုံးကျေးဇူးတင်ပါတယ်ဗျာ